ယထာဘုဒ္ဓကိုဘယ်လိုသွားရမလဲဆိုတာကိုပြောပြပေးနိုင်မလားဆိုတော့အင်္ဂလိပ်လိုဘယ်လိုမေးရမလဲတနေရာရာကိုဘယ်လိုသွားရမလဲဆိုတော့မေးမယ်ဆိုရင်အင်္ဂလိပ်လိုဒီလိုလေးမေးလို့ရပါတယ်ကဲယထာဘုဒ္ဓကိုဘယ်လိုသွားရမလဲဆိုတာကိုပြောပြပေးနိုင်မလားဆိုလို့ရှိရင်အင်္ဂလိပ်လို Could you tell me how to get to the train station Could you tell me how to get to the train station ယထာဘုဒ္ဓကိုဘယ်လိုသွားရမလဲပြောပြပေးနိုင်မလားလိုလေးမေးရဖြစ်ပါတယ်ဘေးဘတ်ကားကအဲ့ဒီနေရာကိုရောက်တလဲလို့မေးမယ်ဆိုရင်အင်္ဂလိပ်လို Which bus goes there Which bus goes there ဘေးဘတ်ကားကအဲ့ဒီကိုရောက်ပါတယ်လေခင်ဗျာပေါ့နော်ဒီလိုလေးမေးရဖြစ်ပါတယ်ကဲနောက်တစ်ခုထပ်ကြည့်ကြည့်အောင်အဲ့ဒီကိုရောက်ဖို့မင်းဘတ်ကားနံပါတ်17ကိုစီးလို့ရတယ်ဆိုရင်အင်္ဂလိပ်လို You can take the number 11 bus to get there You can take the number 11 bus to get there မင်းအဲ့ဒီကိုရောက်ဖို့နံပါတ်17ဘတ်ကားနံပါတ်17စီးလို့ရတယ်လို့ပြောတာဖြစ်ပါတယ်အင်္ဂလိပ်လိုနေရာတွေကိုမေးမယ်ဘေဘတ်ကားကဘယ်ကိုရောက်တယ်လဲဆိုတာကိုမေးမယ်ဆိုလို့ရှိရင်ဒီလိုလေးတွေမေးလို့ရဖြစ်ပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ဖို့ကျွန်တော်တောင်းဆိုပါတယ် Thanks for watching see you in the next video